မင်းသားလေးကိုစီမင်းဆက်ကိုဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာလက်ကုတ်တန်များနဲ့ကြိုးစားပေးပါဦးခင်ဗျာဇာကေမာဆိုစီပီရုပ်ရှင်ခလို့ရေရုပ်ရှင်စကားများရုပ်သံစကားတွေများနဲ့ဒီပညာလုပ်ငန်းထူမှာပေါဝင်ပြီးတော့ဒီပညာလုပ်ငန်းများလှုပ်ဆောင်သွားမယ်ကျွန်တော်ရဲ့မင်းသားလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်စတန်တို့အတွက်နောက်ထပ်လက်ခုတ်တန်အခြေအနေကိုပြုပြပါဦးခင်ဗျာအဲ့တော့အရင်ဦးဆုံးမိတ်ဆက်ပေးပါဦးအားလုံးပဲမင်္ဂလာပါခင်ဗျာကြောင်းလာကြတဲ့ဂုဏ်ကြီးရှိတဲ့လူကြီးတွေများနဲ့အမှုကြီးများလောကကစီနီယာဒီကိုမောင်နှမများလူကြီးများအားလုံးဒီနေ့ခန်းသားလေးကိုအချိန်ပေးပြီးတော့တက်ရောက်ပေးကြတဲ့ဂုဏ်ကြီးရှိတဲ့တော်များစာနယ်ဇင်းမီဒီယာမှာလူကြီးများမောင်နှမများအားလုံးကိုဒီနေရာလေးကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာဒီနေ့ပွဲလေးကိုလာရောက်တဲ့လူတွေထဲမှာကျွန်တော်သိတဲ့လူတွေလည်းပါတယ်မသိတဲ့လူတွေလည်းအများကြီးပါပါတယ်ဒါကြောင့်မလို့ကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်ကျွန်တော်ရဲ့နာမည်ကတော့ဇော်ရှိုင်းထက်ပဲဖြစ်ပါတယ်အနုပညာလောကမှာဝါသနာရင်းခံပြီးတော့စူးစမ်းနေတဲ့တသစ္စလူငယ်တဦးဆိုလည်းမမှားပါဘူးခင်ဗျာဒါကြောင့်မလို့အများကြီးလည်းဆက်လက်ပြီးတော့စူးစမ်းသွားဖို့အတွက်ခွန်အားတွေဟာဒီနေ့စီးရင်ချက်မှာဆိုလို့ရှိရင်အများကြီးရရှိပိုင်ဆိုင်နေပြီဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလိုခွင့်ရေးကိုရုံရုံကြီးနဲ့ပေးအပ်တဲ့စိန်ကြီးရုပ်ရှင်တဲ့ဗီဒီယိုထုတ်လုပ်ရေးကနေပြီးတော့မှလေးဝင်းကြီးနဲ့ဒီတို့ကိုလည်းဒီစီမင်းထက်ကနေခါရဝါပြုရှိခိုးပါတယ်ခင်ဗျာမကြာခင်2026မှာဆိုလို့ရှိရင်ရှားရဲ့အနုပညာတက်တန်းဟာ10နှစ်တိတိပြည့်တော့မယ့်အချိန်လည်းဖြစ်ပါတယ်ဒီ10နှစ်တာကာလအတွင်းမှာအခက်အခဲတွေကြားရကနေစူးစမ်းရတဲ့အချိန်မှာအခုရုံရုံကြီးကြီးနဲ့စီမင်းချက်မှာဒီလိုအခွင့်အရေးကိုပေးခြင်းကိုဆိုင်ခံခဲ့ရပြီပေါ့နော်ဒါကရှားရဲ့အနုပညာဘဝတစ်ချိုးလည်းဖြစ်တယ်လို့အနုပညာရှောက်လန်းတဲ့ဘဝအတွက်အမတ်တရားဆိုလည်းမမှားပါဘူးခင်ဗျာဒီချိန်တော့ရုပ်ရှင်ဗီဒီယိုတွေကို online ပေါ်ပါရော TV screen ရှင်းမှာရောပိတ်ကားကြီးထက်မှာရောဒီစိတ်သေးရုပ်ရှင်ထုတ်လို့ရရင်ထုတ်လို့တဲ့ဇာတ်ကားတွေကိုကြည့်ရှုခဲ့ရတဲ့ကောင်လေးတစ်ယောက်ကအခုဆိုရင်စိတ်သေးနဲ့တူတူလက်တွဲပြီးတော့လူပညာအလုပ်တွေကိုလုပ်ခွင့်ရတော့မယ်ဆိုတဲ့အတွက်တကယ်ကိုပြောမပြတတ်အောင်ဝမ်းသာပုံယူပြီးတော့အရင်လည်းပီတိဖြစ်ပါတယ်ကျွန်တော်ဝေးထုတ်ပေးရဲ့ကျွန်တော်မိဘနှစ်ပါးနဲ့ချစ်ရတဲ့ကိုမောင်နှမမိတ်ဆွေများအားလုံးလည်းဒီခိုက်တန့်လေးကိုဂုဏ်ယူနေမယ်လို့ထင်ပါတယ်ပြီးတော့ရှာကိုအခုချိန်ထိကောင်းတူဆိုးတူအငြင်းနဲ့ဖေးမှပြီးတော့ချစ်ခင်အားပေးစွာနဲ့ဝန်းရံပေးနေကြတဲ့ရှာရဲ့ချစ်ရတဲ့ဖန်လေးတွေအားလုံးကိုလည်းဒီနေရာကနေကျေးဇူးများကြီးတင်ပါတယ်လို့နောက်ထပ်လောက်သွားမဲ့လူပညာအလုပ်တွေမှာအားလုံးအားပေးရကြိုးနဲ့တဲ့တရုတ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လို့ရွေးချယ်ထားတဲ့တရုတ်ဆောင်တစ်ယောက်မှာလည်းရွေးချယ်မှုမမားတဲ့တရုတ်ဆောင်တစ်ကောင်တစ်ယောက်ဖြစ်အောင်လို့အများကြီးကိုယ်စွမ်းညံ့စွမ်းရှိသလောက်စူးစမ်းသွားမှာဖြစ်ပါတယ်ခင်ဗျာရှိုင်းကိုလည်းတာသမီတစ်ပွဲစောင့်ရှောက်ရင်းနဲ့အနုပညာလောကမှာအားလုံးကဝိုင်းဝန်းလက်တွဲခေါ်ပြီးတော့စောင့်ရှောက်ပေးကြပါလို့ပြောရင်းနဲ့ကျေးဇူးများတင်ရှိပါတယ်ခင်ဗျာ